ဒီခန်းလားပေးဟုတ်တယ်ပေးလိုက်တော့ပေးမှရမှာမဟုတ်ဘူးအိမ်မှာလာတောက်နေဒါကနေညီလေးအေးညီကိုကြီး ညီမလေးကော်ဖီတောက်ချင်မှာ ကော်ဖီလေးတောက်ချင်လို့ဝင်လာတာကော်ဖီလေးတောက်ချင်လို့ဝင်လာတာဟုတ်တယ်အဲ့တော့ပေးလိုက်တော့လာသွားမယ်ဘဲတီးလိုက်မယ်နော်ဒီခန်းတေးကြနော်ဟုတ်တယ်ဒါကြီးကတော့ဖွင့်လာတယ်ဟုတ်ပါhousekeeping housekeepingဒီမှာဒီမှာကိုကြီးကော်ဖီဆက်ကိုကြီးမှာထားလေမှာတော့ဒီမှာဒီလိမ့်စာနဲ့ရောက်လာလားဟုတ်တယ်ဟုတ်တယ်လာနောက်နေဟုတ်တယ်ညီလေးတရားငွေချေသလိုလေတရားငွေချေတရားမှရှင်းမဲ့သလိုဒါယူလာစားကြောက်ကြမယ်တရားငွေချေသလိုဟုတ်တယ်နော်ဟုတ်တာရက်သွားပြီတော့တကယ်ကြီးလေချစ်ကိုကြီးရလဲစိတ်တော်မကောင်းလုံးချစ်ကိုလုံးဒီနားလေးထိဒီနားလေးဘယ်တော့ထိရောက်ဒီနားလေးတီးပြီးလေးအေးဟုတ်တယ်အာပြီကိုလေကိုညီမလေးတို့အိမ်မှာလာတောက်နေကြလေအဲ့ဆက်ကိုယူခဲ့တာလေဟဲ့ဆက်ပါတယ်လေနိုးကတော့ကိုယ့်ဝယ်ဟုတ်ဘူးဒီလိုကိုကြီးကအိမ်မှာလာတောက်နေတယ်ဆိုတော့ကိုကြီးဒီဆက်ကိုသဘောကျနေတာတမီးကသိတယ်အဲ့တော့တမီးအခုဒါဗာလဲ pre order မှာထားပြီးတော့ကိုကြီးလက်ဆောင်လာပေးတာတကယ်ကိုဖွင့်ကြည့်လိုက်မရော surprise surprise ကောင်းပါပါစမ်းချောင်းပါကိုဝယ်ခြင်းလို့လေဥက္ကဋ္ဌကြီးကိုကဥက္ကဋ္ဌကြီးတင်မနေနဲ့တော့လေတော့မဝယ်ခိုင်းဘူးလားပြောပြောမနေနဲ့တော့လေစိတ်တော်မကောင်းဘူးချစ်ကိုဒီကော်ဖီတောက်မယ်တိတယ်မလားအိမ်မှာလေဒါဆိုညီလေးတို့ညီမလေးတို့လာတော့ဆရာမလို့တော့ဘူးလေဘယ်လိုလဲပြောတိုက်ဆရာမလို့တော့ဇုံတော့အဲ့ကြကော်ဖီလေးတောက်ရှင်နေရုပ်ကညာကိုလေးကြာတော့နားကြီးတယ်လေဟုတ်တယ်လေလာကပြောတာပါချစ်ကိုပြောတာချစ်ကိုအိမ်မှာကိုကအေးစိတ်ကြိုက်ကာပူချီနိုတောက်မလားလက်တီတောက်မလားเอสเปรสโซ่တောက်မလားတောက်လို့ရအေးဒီခလုတ်လေးနေလို့အေးစေးပဲကျေးဇူးများတင်ပါတယ်နို့တော့ကိုကဝယ်နို့ပဲနို့တော့နေတိုင်းလာပို့ပါအန်ပြရလာအစမအန်ပေါင်းစင်းကိုမီးဖွင့်ချလိုက်မီးဖွင့်လိုက်မာဒီကုနာအခုပလက်ထိုးထားပြီဆိုထိုးထားပြီဟုတ်တယ်ရဖွင့်လိုက်တရားလိုက်ဒါပဲဟာโอเค online ဒါပဲဘာညာဒါတော့ခဏဟိုလုံးမယ်ဘယ်လုံးဘာလုံးဟိုလေသူကအထဲကဆက်တရနည်းနည်းသူကအော်တိုလှုပ်ရှားအောင်မယ်ဖြော်ဖို့အတွက်သူကအထဲမှာလုံးမယ်ဟာကိုလင်းလာပြီလင်းလာမဟုတ်အရင်မရှင်းပြနဲ့ကိုညီလေးတို့အိမ်မှာမြင်မှုတယ်ကိုတောက်နေကြပဲလေဒီစက်ဒါအေးစီးပဲဒါအခုကိုယ်တိုင်ကိုရတော့ပြီဒီကိုကြိုက်လို့တောက်အေးရေတွေထွက်လာပါလားရေထည့်လိုက်တဲ့အတွက်ကြောင့်သူကဒီအထဲထဲမှာစက်ကိုသူကနည်းနည်းရှင်းပေးတာစက်ထဲနဲ့ကလင်းလေးလုပ်ပေးတာတကယ်လို့ကော်ဖီဒီပါရှင်းမှာဟိုဖြော်ထားတဲ့ဟာဆိုတော့သူကကလင်းလေးလုပ်တယ်တကယ်လို့မဖြော်ထားဘူးစက်ဖွင့်ချင်းဆိုတော့သူကအဲ့လိုစက်ထဲကိုနည်းနည်းလေးကလင်းလေးလုပ်ပေးတယ်ညီလေးကအဲ့ကုမ္ပဏီမှာလုပ်တာကြာပြီကြာဒီစက်ကိုထွင်ထားတာကျွန်တော်တောက်ကျင်လို့ဒါကောဒါ2မျိုး4မျိုး5မျိုးနော်ဒါအစီကော်ဖီစီဒါအမှုတ်ကော်ဖီမုတ်အမှုတ်ထည့်ထားပြမယ်ကော်ဖီမုတ်ဒီထဲမှာချစ်ကိုခုနပြတာဒီထဲကဒါကော်ဖီမုတ်โอเคဒီထဲကော်ဖီမုတ်ဒီကကော်ဖီစီဒါကော်ဖီစီဒါနိုးမှုတ်ထည့်ရလားမဟုတ်ဒီကလေကော်ဖီစီသူချိန်ထဲအဲ့ဒါဒါကော်ဖီမုတ်ချိန်ထည့်တာဒါဒီဇွန်လေးပေါ့သူအဲ့လိုကိုတောက်ချင်တဲ့ဟာကိုရွေးကိုရပါကြိုက်တာကိုကတော့ espresso ကြိုက်တယ်ဟုတ်တယ်ခါလေးမှာโอเคဒီလေးကဒီမှာလက်တီအမြဲတောက်နေတာစီးပဲစိတ်တော်မကောင်းစိတ်မကောင်းလို့မရအောင်ကျေးဇူးများတင်ပါတယ်ငါညီလေးနဲ့ငါညီမလေးဒီထက်ပိုပြီးအောင်မြင်ပါစေအေးမင်္ဂလာတော့ဘော